ဒီနေ့လေးမှတော့ဝေသားတို့ထုံးနဲ့ရခိုင်မိုဒီတုံလေးလှူစားဖြစ်ပါတယ်ဝေသားလေးတွေပြုတ်ဖို့ရင်နွေးအရစ်တဲပါမယ်ရင်နွေးထဲကိုဂျင်းစပက်လက်ပဲကျတော့ဖြူထောက်ထားတာလေးတွေထည့်ပေးပါမယ်ပြောက်ခက်တစုံနဲ့ပန်းငတ်ပြည့်အနောက်တို့ကိုလည်းထည့်ပေးပါမယ်ရေဆူလာရတော့ရေစေးအောင်စေးထားတဲ့ဝင်းနေရွေးစာတို့ကိုထည့်ပေးပါမယ်ကောင်းကြီးဥလေးကိုလည်းထည့်ပေးထားပါတယ်ဒီကောင်းကြီးဥထဲကိုတော့ဥပိတ်ထဲမှာကောင်းကြီးပေါင်းလေးထည့်ပြီးတော့လှုပ်ထားတာဖြစ်ပါတယ်ပြီးရတော့ဥချိုဝေသက်ဝေသွေးတို့ကိုလည်းထည့်ပြီးတော့ပေါက်ပေးပါမယ်မိနစ်30လောက်ကြာပြီးရတော့အပေါ်အောင်လှပ်ပေးပါမယ်အပေါ်အောင်လှပ်ပြီးလို့နောက်ထပ်နောက်ရည်ဝေကြရတော့ဝေသားလေးတွေခြေပါပြီးရှင်ဝေသားတို့ထိုးလေးလုပ်ဖို့အတွက်အသားလေးတွေကိုအနေတော်လေးတွေလေးပြီးတော့ဒုံလေးနဲ့လလားလေးထိုးပါမယ်ဝေသားကတော့နောက်ရည်ဝေလာပြုတ်ကြီးခြေပြီးပေါ့နော်ပြီးရတော့ဝေသားတို့နဲ့တွဲဆောက်ဖို့အချီကြီးလေးဆက်ဆက်ပါမယ်မြုပ်တိအချီရည်နဲ့စောပြားရည်နဲ့စောတကယ်လို့အချို့မကြိုက်ရေးတစောပဲထည့်လို့ရပါတယ်မြုပ်တိကျတော့ဖြူထောက်ထားတာလေးနဲ့အချို့မုံလေးနည်းနည်းကိုလည်းထည့်ပေးပါမယ်အရာတလေးမြည်ကြည့်ပြီးတော့နည်းနည်းလေးချိုးနေတာနဲ့မကြီးရည်လေးတစောထပ်ထည့်ထားပါတယ်ဒါဆိုရင်တော့ဝေသားတို့နဲ့တွဲဆောက်ဖို့အချီကြီးလေးရပါပြီပြီးရတော့ရခိုင်မုတ်ဒီတုံလေးစာလုပ်ပါမယ်မုတ်ဒီထဲကိုမကြီးကြီးလေးနဲ့စောကျတော့ဖြူငရုတ်တီထောက်ထားတာလေးနဲ့စားအချုံမုံနည်းနည်းလေးစီထည့်ပေးပါမယ်ပြီးရတော့ဝေသားလေးတွေထည့်ပြီးရောနဲ့ပေးပါမယ်ရှင်ဒါဆိုရင်တော့ချစ်ချစ်ဆက်ဆက်လေးနဲ့ဆောက်လို့ကောင်းတဲ့ရခိုင်မိုဒီတုံလေးရပါပြီရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်